မင်္ဂလာပါရှင် IVF မေမေ channel ကနေကြိုဆိုပါတယ်ဒီနေ့ကစပြီးကျွန်မရဲ့ IVF journey ကိုအပိုင်းလိုက်မှတ်တမ်းတင်ပြီးမျှဝေပေးတော့ချင်ပါတယ်IVF ဆိုတာဘယ်လိုဖြစ်တယ်လဲဆေးတွေသုံးတဲ့အချိန်မှာဘယ်လိုခံစားရလဲ at retrigger ကဘယ်လိုဖြစ်သွားတယ်လဲဆိုတော့ကျွန်မရဲ့ကိုယ်တွေ့အတွေ့အကြုံကိုပြောပြချင်ပါတယ်မင်္ဂလာဆောင်တော့ကတော့ honeymoon baby ရမယ်လို့ညှော်လင့်ထားတယ်ထင်လဲထင်ထားတာပေါ့နော်ကိုယ့်အနေကိုဒါမဲ့ထင်တယ်လို့ဖြစ်လာခဲ့ဘူးပေါ့ထင်တယ်လို့မဖြစ်လာခဲ့ဘူးဒါမဲ့စိတ်တမကြပါဘူးဆက်ပြီးတော့ပျော်ပဲhoneymoon အချိန်ကိုဖြတ်တန်းရင်းနဲ့ဆောင်ခဲ့တယ်တာဦးကျွေရဲ့ချိန်ကိုလေနော်တေတေချာချာtest လုပ်ပြီးတော့အချိန်ကိုအမြဲတမ်းတေချာအသုံးချခဲ့တယ်ဒါပေမဲ့pregnancy test ပေါင်းများစွာเนาะကိုဝင်ဆောင်ကိုဝင်ရှိမရှိtest တစိမ့်များစွာဝေဖူးပြီးသွားတယ်ဒါပေမဲ့အဲ့ဒီ test ကတော့အမြဲတမ်း negative ဖြစ်နေခဲ့တယ်ပေါ့နော်အဲ့ဒါကစုပေါင်း3နှစ်လောက်ကြာသွားတယ်3နှစ်လောက်ကြာသွားပြီဆိုတော့အခုစပြီးတော့IVF ခီးစဉ်ကိုစရပါတော့IVF ခီးစဉ်ကိုဘယ်လို IVF ကိုဘယ်လိုရောက်သွားတယ်ဘယ်လိုစတယ်အခုဘယ်လိုနေ့တွေထိရောက်ပြီးဘယ်လိုဖြတ်တန်းနေတယ်ဆိုတော့ဥစားအားလုံးကိုယ်တိုင်လည်းအခုကြုံတဲ့ခါမှာဒါဘာကြီးလဲတခါမှဒီဟာမပါဒါပါမယ်လို့မထင်ဘူးဟိုကပါမယ်လို့မထင်ဘူးဆေးထိုးတာတွေရောပါတာလားအဲ့ဒါတွေအကုန်လုံးကပေါ့နော်ဒီတကယ်ကိုယ်တိုင်ကိုတွေ့ကြုံတဲ့ခါကျမှပဲအကုန်လုံးကိုတည်သွားတာဖြစ်တဲ့အတွက်တချို့မတည်သေးတဲ့မေမေတွေရှိခဲ့မယ်ဆိုရင်နော် future အတွက် future မမီလေးတွေအတွက်ဝေမျှပေးချင်တာပါအကုန်လုံးအသေးစိတ်ကိုယ့်ရဲ့ကိုယ်တွေ့အတွေ့အကြုံပေါ့နော်လူတစ်ယောက်နဲ့တစ်ယောက်အတွေ့အကြုံမတူဘူးပေါ့နော်အဲ့ဒါလေးကိုဝေမျှပေးချင်လို့ပါchannel လေးကိုအဆုံးထိကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်အပိုင်းတွေမှာထပ်ဆုံးကြမယ်နောက်ထပ်အပိုင်းတွေမှာအကုန်လုံးပြန်တည်တည်ချာချာရှင်းပြပေးပါမယ်Thank you for coming.